ဒီနေ့ခေတ်မှာခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဝတွေကအင်တာနက်နဲ့တစ်ထပ်တသားဖြစ်နေကြပါပြီ။ online ကနေဈေးဝယ်တာ၊ဘဏ်စရင်းစစ်တာ၊တငယ်ချင်းတွေနဲ့ဆက်သွယ်တာအပြင်ကျွန်တော်အလုပ်လုပ်တာတွေကိုနေ့စဉ်လှုပ်ဆောင်နေကြပါတယ်။ဒါပေမဲ့ဒီလိုအဆင်ပြေမှုတွေရဲ့နောက်ွယ်မှာ cyber ချင်းချောက်မှုဆိုတာတွေရှိနေတတ်တာကိုလည်းကျွန်တော်တို့သတိပြုမိဖို့လိုပါတယ်။ဒီနေ့တော့ကျွန်တော် cyber လုံခြုံရေးရဲ့အခြေခံအကြောင်းတရားတွေရဲ့ကျွန်တော်ဖြစ်လာနိုင်တဲ့ဘုံနော်ချင်းချောက်မှုတွေပေါ့ပြီးရင်ကျွန်တော်တို့သူ့ကိုဒီလိုမဖြစ်အောင်ကာကွယ်မယ်ဆိုတော့ကျွန်တော်ကာကွယ်နည်းတွေကိုကျွန်တော်အနေငယ်ပြောပြသွားပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် cyber လုံခြုံရေးဆိုတာကိုကျွန်တော်တို့ဘာလဲဆိုတာကိုသိဖို့လဲလိုပါတယ်ရှင်းပြောရရင်ကျွန်တော် cyber လုံခြုံရေးဆိုတာခင်ဗျားတို့ကျွန်တော်တို့ရဲ့ digital ပစ္စည်းတွေပေါ့နော်ကွန်ပျူတာဖုန်းအစရှိသဖြင့်ပေါ့နော်ပြီးရင်ကျွန်တော်တို့ ကွန်ရက်တွေ network တွေပြီးရင်ကျွန်တော်တို့ program တွေနဲ့အချက်လက်တွေကိုဒီတိုက်ခိုက်မှုဖျက်ဆီးမှုဒီခိုးယူမှုတွေကနေပြီးတော့ကာကွယ်တဲ့နည်းပညာလုပ်ငန်းစဉ်နဲ့အလေးအကျင့်တွေပါပဲဒါကတော့ cyber လုံခြုံရေးရဲ့နော်သဘောတရားပေါ့နော်ဒါကိုဥပမာပြောပြရရင်ဥပမာခမရဲ့အိမ်ကိုတခိုးတွေကနေကာကွယ်ဖို့အတွက်တော့ခတ်ထားတဲ့တကားဒါမှမဟုတ်ရင်လုံခြုံရေးကင်မရာတွေလိုမျိုးမြင်အောင်ကြည့်လို့ရပါတယ် digital ကမ္ဘာမှာလည်းအဲ့လိုပါပဲကျွန်တော်တို့ digital လောကမှာလည်းနော် cyber လုံခြုံရေးကခမတို့ရဲ့နော်အခုနပြောတဲ့ online အိမ်ကိုကာကွယ်ပေးတဲ့ပုံစံပါပဲဟုတ်ပြီဒီကအဖြစ် cyber ချင်းချောက်မှုပုံစံတွေကိုကျွန်တော်ကြည့်ရမယ်ဆိုရင် cyber နဲ့တိုက်ခိုက်တဲ့သူတွေရဲ့နည်းလမ်းတွေကတိုက်ခိုက်မှုတွေကတော့များတယ်အဖြစ်အများဆုံးချင်းချောက်မှုတွေကတော့ကျွန်တော်ပထမဆုံးတစ်ခုကဘာလဲဆိုရင် malware ပေါ့နော် malware ဆိုတော့ကျွန်တော် bad software လို့လည်းပြောလို့ရတယ်ကျွန်တော်တို့နော်ဘာလဲဒီကောင်ကဘာလဲဆိုရင်ခမရဲ့စက်ကိုပျက်စီးစေဖို့ဒါမှမဟုတ်ရင်ခမချီကနေပြီးတော့အချက်အလက်တွေကိုခိုးယူဖို့ရည်ရွယ်ပြီးတော့ဖန်တီးထားတဲ့ software တစ်မျိုးဟုတ်ပြီဒီကောင်ကဘယ်လိုဝင်ရောက်လာနိုင်လဲဆိုရင် bias ပါတဲ့ attachmentဖိုင်တွေကိုဖွင့်မိတာတို့ပြီးရင်အန်ဒီရရှိတဲ့ကျွန်တော် website တွေကိုတွားပြီးတော့ဝင်ရောက်မိတာတို့ဟုတ်ပြီဒါကိုဘယ်လိုကာကွယ်မလဲဆိုရင်ကျွန်တော်တို့ဟုတ်ပြီကိုမယုံကြည်ရတဲ့ source ကနေပြီးတော့ဘယ်ဟာကိုမှ download မလုပ်ပါနဲ့ပြီးရင်ကျွန်တော် antivirus software ကိုလည်းကျွန်တော်အများအား update လုပ်ထားဖို့လည်းလိုပါတယ်ဒါကတော့ malware နဲ့ပတ်သက်ပြီးတော့ပေါ့နောက်တစ်ခုက phishing ပေါ့နော် phishing ဆိုတာဘာလဲဆိုရင်ကျွန်တော် hacker တွေကတရားဝင်အဖွဲ့အစည်းတွေလိုမျိုးအယောင်ဆောင်ပြီးတော့ email လို့ကျွန်တော်ဖုန်းခေါ်ဆိုမှုတွေကနေပြီးတော့ခင်ဗျားတို့ရဲ့ password တို့ credit number လို့ဒါမျိုးကိုကြီးကိုတာအချက်လက်တွေကိုလိမ်လည်ယူတဲ့နီးလမ်းပါဟုတ်ပြီဒါကကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ဖြစ်ပေါ်နေတဲ့ကျွန်တော်တို့ကြားဖြတ်ပုံစံနေနဲ့သွားတူးပါတယ်เนาะဘာလဲဆိုလို့ရှိရင်ခင်ဗျားတို့စီကနေပြီးတော့သူရဲအရာရှိရောင်းဆောင်မယ်ခင်ဗျားတို့စီကနေပြီးတော့ဘဏ်နဲ့ပတ်သက်တဲ့ data တွေကျွန်တော်တို့ဘဏ်ကနေပြီးတော့ခင်ဗျားရဲ့အကောင့်ကမလုံခြုံတဲ့အတွက်အကောင့်ကိုပြန်လဲစစ်ဆေးရပါမယ် password တွေပြောပြပါ credit card အချက်လက်တွေပြောပြပါဆိုပြီးတော့ဒါမျိုးတွေကနေတစ်ဆင့်ခင်ဗျားတို့ကျွန်တော်တို့စီက data တွေခိုးယူသွားပြီးတော့ပတ်စံတွေလိမ်လည်ယူတဲ့ဖြစ်စဉ်တွေဒါအများကြီးဖြစ်နေကြတာပါဟုတ်ပြီဒါကိုဘယ်လိုသိနိုင်မလဲဆိုရင်เนาะခင်ဗျားတို့ကျွန်တော်တို့မျော်လင့်မထားတဲ့ email တွေပေါ့เนาะအရေးတကြီးလှုပ်ဆောင်ဖို့တောင်းဆိုတဲ့စာတွေပြီးရင်เนาะဒီတရားအမှားတွေပါတဲ့စာတွေကိုဒါသတိထားမှာပေါ့เนาะဘာလို့တရားအမှားတွေပါတဲ့စာတွေကိုသတိထားမလဲဆိုလို့ရှိရင်ဟုတ်ပြီဒီနိုင်ငံကိုကျွန်တော်တို့နိုင်ငံဥပမာမြန်မာနိုင်ငံကိုပြစ်မှတ်ထားပြီးဆိုလို့ရှိရင်နိုင်ငံသားတွေကကျွန်တော်တို့ဥပမာပေါ့ဒါခင်ဗျားတို့ကျွန်တော်တို့လည်းတွေ့ဘူးကြမှာပါနော် Google Translate ကနေပြီးတော့ဓာတ်ရိုက်ဘာသာပြန်တဲ့တရားအမှားတွေတို့ပါဒါမျိုးပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်သတိထားဖို့လိုပါတယ်ဒါကိုဘယ်လိုကာကွယ်မလဲဆိုရင်ကျွန်တော်တန်တရားဖြစ်စေရ link တွေကိုကျွန်တော်မှတ်နှိပ်မိဖို့လိုပါတယ်ပြီးရင်ကျွန်တော်ကိုရေးကိုတာအချက်လက်တွေကိုကျွန်တော်တို့ sharing လုပ်တဲ့အခါမျှဝေတဲ့အခါမှာအများနဲ့စစ်ဆေးဖို့လိုပါတယ်နော်ဘာကြောင့်ဘာအတွက်ဘယ်သူနဲ့ဒါတွေကိုကျွန်တော်တို့မျှဝေတာလဲဆိုတာကိုလည်းကျွန်တော်တို့အများနဲ့စစ်ဆေးနေဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ ransomware လို့ခေါ်ပါတယ်ဘာလဲဆိုရင်ဒီကောင်ကเนาะခမားရဲ့ file တွေကို encrypt လုပ်ပြီးတော့เนาะလုံးဝသုံးမရအောင်လုပ်ပြီးတော့ ခတ်ပြီးတော့เนาะဟုတ်ပြီဒီခမားရဲ့ data တွေကိုပြန်လိုချင်တော့ကျွန်တော်ပတ်စံဘယ်လောက်ပေးပါเนาะဒါမျိုးတောင်းဆိုတဲ့เนาะဒါမျိုးတောင်းခံတဲ့เนาะလုံးဝဆိုးရတဲ့ software တစ်မျိုးပါဒါကိုကျွန်တော်တို့ဘယ်လိုကာကွယ်မလဲဆိုရင်အရေးကြီးတဲ့ file တွေကို backup เนาะအရန်သိမ်းထားပါတန်တရားဖြစ်เสีย attachment တွေကိုမဖွင့်ပါနဲ့အဲ့လိုမှခင်ဗျားတို့မှာเนาะအရန်သိမ်းမထားဘူးပါညာဆိုရင်ဟုတ်ပြီဒီ data တွေကလည်းခင်ဗျားတို့အရန်လိုအပ်တယ်လုံးဝမရှိမဖြစ် data တွေဖြစ်တယ်ပြန်ကလည်းလိုချင်တယ်အဲ့အတွက်ဒီကိုပတ်စံပေးမှလည်းရမယ်ဆိုပြီးတော့ပတ်စံပေးလိုက်ရတဲ့ဖြစ်စဉ်တွေလည်းအများကြီးရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ man in the middle တိုက်ခိုက်မှုပေါ့เนาะဘာလဲဆိုတော့ဂျားပြတ်တိုက်ခိုက်ခံရခြင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်သူကဘယ်လိုလဲဆိုရင်hacker ကခမားနဲ့ခမားဆက်သွယ်နေတဲ့လူကြားမှာခိုးဝင်ပြီးတော့ခမားတို့ရဲ့ဆက်သွယ်မှုတွေကိုเนาะဂျားကနေဝင်ပြီးတော့ဖတ်တာဒါမှမဟုတ်ရင်เนาะပြောင်းလဲပစ်တာပေါ့เนาะပြောနေတဲ့အကြောင်းအရာတွေ data တွေကိုပြောင်းလဲပစ်တာဒါကဘယ်မှာအဖြစ်များတယ်လဲဆိုရင်အထူးသဖြင့် public wifi တွေမှာအန္တရာယ်များပါတယ်ဒါကိုဘယ်လိုကာကွယ်နိုင်မလဲဆိုရင်ကျွန်တော် public wifi တွေသုံးရင် VPN ကိုသုံးသင့်ပါတယ်ကျွန်တော်လုံခြုံတဲ့ website တွေမှာဆိုလို့ရှိရင် HTTPS ပါတဲ့ကျွန်တော် website ကိုပဲသုံးသင့်ပါတယ်
ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကိုရောဘယ်လိုကာကွယ်လို့ရမလဲဆိုရင်ဟုတ်ပြီ password သုံးတဲ့အချိန်မှာကျွန်တော်တို့ကနော် password တစ်ခုတည်းကိုအကောင့်အားလုံးမှာပြန်မသုံးပါနဲ့နော်အနည်းဆုံး12လုံးလောက်သုံးမယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီဘက်မှာကျွန်တော်တို့စလုံးအကြီးစလုံးသေးဒါမှမဟုတ်နံပါတ်တွေတင်ကေတာတွေနဲ့ရောစပ်ပြီးသုံးသင့်ပါတယ်နော်ပြီးတော့ password manager ကိုလည်းကျွန်တော်တို့သုံးသင့်ပါတယ်နောက်ပြီးအဲ့ဒါတွေအပြင်ကျွန်တော်တို့ two factor authentication ဆိုတဲ့နော်ကျွန်တော်တို့နှစ်ဆင့်လုံးကြုံရေးကိုလည်းကျွန်တော်တို့ဖွင့်ထားသင့်ပါတယ်ဒါစကားဝက်အပြင်ခင်ဗျားဖုန်းကိုပို့တဲ့နော်အတီးပြုတ်ကုတ်တစ်ခုကိုထည့်သုံးခြင်းအပြင်နော်ဒီ two factor authentication လုံးကြုံရေးကိုကျွန်တော်တို့ဖန်တီးထားသင့်ပါတယ်နောက်ပြီးကျွန်တော် software တွေကိုလည်းအများအား update လုပ်သင့်ပါတယ် software အသစ်တွေမှာကျွန်တော်လုံခြုံရေးပြင်ဆင်ချက် security parts တွေပါတတ်တယ်နော်အဲ့ဒါတွေကိုကျွန်တော်ပုံမှန် update လုပ်ခြင်းကလည်းကျွန်တော်ဒီလုံးဝတချို့ weak point တွေနော်အားနည်းချက်တွေကိုလည်းဒီကောင်က auto ပိတ်ပေးပါတယ်နောက်တစ်ခုကျွန်တော်ယုံကြည်ရတဲ့ antivirus software ကိုထည့်သွင်းပြီးတော့ firewall ကိုလည်းအများအားဖွင့်ထားသင့်ပါတယ်ဆိုလိုချင်တာကကျွန်တော်တို့နော်ဒီcyber တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အသစ်တွေကိုလည်းကိုယ်တိုင်သိယူနေဖို့လည်းအရေးကြီးပါတယ်เนาะ cyber လုံခြုံရေးဆိုင်ရာဘူးတူတာတွေကိုပုံမှန်ဖတ်ရှုလေ့လာနေဖို့လည်းလိုအပ်ပါတယ် cyber လုံခြုံရေးဆိုတာကျွန်တော်နီးပညာတစ်ခုနဲ့မပြီးတဲ့အကြောင်းအရာပါဒါကအလေးအကျင့်သတိရှိမှုနဲ့ကျွန်တော်ဆက်လက်သင်ယူမှုတွေရဲ့ပေါင်းစပ်မှုပါเนาะဒီခေတ်မှာဘယ်သူမှမဆို cyber တိုက်ခိုက်ခံရနိုင်ပါတယ်ဒါပေမဲ့အခြေခံစည်းမျဉ်းတွေကိုလိုက်နာပြီးတော့သတိရှိနေရင်တော့အန်တီရတွေကိုတိတိတတ်ချော့ချနိုင်ပါတယ် cyber လုံခြုံရေးရဲ့အဓိကကြတဲ့လက်နက်ကဘာလဲဆိုရင်ခမားကိုယ်တိုင်ပါပဲအဓိကကတော့တတိရှိနဲ့เนาะဒီပညာပေးမှုတွေကနေပြီးတော့သင်ယူပြီးတော့အကောင်းဆုံးကာကွယ်ဖို့ပါပဲ